ကျမ24ကောင်ကိုမင်းယူပြီးငါအတွက်ကျမလေးတကောင်လောက်တော့ခြံထားပေးပါကွာ ဒီကကျမတွေကောင်ကျုပ်ပိုင်တယ်ခမရတော့တခေါင်တော့မရဘူးမှ တတိရှိရင်တော့ငါ့ကိုတပေးနှစ်ပေးလောက်အကျော်ပေးပေါ့ကွာ မင်္ဂလာပါ Mind Bloom Channel မှာကြိုဆိုလိုက်ပါတယ် တနေ့မှာတော့လဲသမားကြီးဟာဈေးထဲကနေတာမာထွားချိုင်းတဲ့ကြက်ဖာပြိုလေးတစ်ကောင်ကိုဝယ်လာခဲ့ပါတယ်။သူ့ရဲ့ကြက်ခံထဲမှာကြက်မတွေဥနှုံးကြနေပြီဖြစ်တဲ့အတွက်ဒီကြက်ဖာတစ်လေးကချန်ကိုအသက်သွင်းပေးလိမ့်မယ်လို့သူကမျှော်လင့်နေတာပေါ့။အဲ့ဒီနောက်ကြက်ဖာပြိုကိုသူ့ရဲ့ကြက်ချန်ထဲမှာလွတ်ပေးလိုက်တယ်။ကြက်ဖာပြိုလေးချန်ထဲကိုဝင်ချင်းပါပဲ။ကျမတွေအလဲမှာအခန့်သားနေနေတဲ့ကြက်ဖက်အိုကြီးတစ်ကောင်ကိုတွေးလိုက်တယ်။ကြက်ဖက်အိုကြီးကဟိတ်ကောင်လေးငါတို့ခြံထဲကကြိုးစိုးပါတယ်ကွာလို့နှုတ်ဆက်လိုက်တယ်။ဒါပေမဲ့မောက်မာတဲ့ကြက်ဖက်ပြိုလေးကတော့အိုးမင်းနေတဲ့ကြက်ဖက်ကြီးကိုအဖက်တောင်မလို့ပဲခြံထဲကကြက်မတွေကိုပဲလိုက်ကြည့်နေပါတယ်။အဲ့ဒီအခါကြက်ဖက်အိုကြီးကထပ်ပြောလိုက်တာပေါ့ ကောက်လေးရဒီခြံထဲမှာကြက်မ25ကောင်ရှိတယ်ငါကအိုလာတော့သူတို့ကိုမနိုင်တော့ဘူးဒါကြောင့်မင်းကိုဝယ်လာတာငါသိပါတယ်ငါကိုငဲ့ညာတဲ့အနေနဲ့ကြက်မ24ကောင်ကိုမင်းယူပြီးငါအတွက်ကြက်မ4တစ်ကောင်လောက်တော့ခြံထားပြီပါကွာနော် ကျက်ဖာကြီးခမရအသက်ကြီးပြီနားလိုက်တော့ဗျာဒီကကျမတွေကောင်ကျုပ်ပိုင်တယ်ခမရတော့တခေါင်တော့မရဘူးမှ ကျက်ဖပြိုရဲ့စကားကြောင့်ကျက်ဖအိုကြီးကခဏလောက်စဉ်းစားသွားပြီးအကြံတစ်ခုထုတ်လိုက်ပါတယ် အေးဖို့လေမင်းကတက်လူအဲလီတက်ချက်ငါကကြချက်ကိုကွာဒါပေမဲ့ဒီတိုင်းဆုံးဖြတ်မဲ့အစားမင်းနဲ့ငါကြက်ချန်တစ်ပတ်အပြေးပြန်ပြီးနိုင်တဲ့သူကကြက်မာတွေအကွန်ယူကြီးတတ်မှတ်လိုက်ရင်မကောင်းဘူးလားအေးတတိရှိရင်တော့ငါ့ကိုတပေးနှစ်ပေးလောက်အကျော်ပေးပေါ့ကွာငါကကြက်အိုကြီးကို အဲ့ဒီလိုကျက်ဖကြီးရဲ့စိန်ခေါ်စကားကိုကြားတဲ့အခါကျက်ဖပြိုလေးကတပေနှစ်ပေတင်မကကိုအဖိုးကြီးခမရကို3ပေတီတီအကျော်ပေးတယ်လို့ပြောပြီးစိန်ခေါ်တာကိုလက်ခံလိုက်တယ်အဲ့ဒီလိုနဲ့ကျက်အိုကြီးနဲ့ကျက်ဖပြိုနှစ်ကောင်ဟာအပြေးပြိုင်ဖို့နေရာယူကြတယ်ကျက်ဖအကြီးက3ပေလောက်အကွာရှေ့မှာနေရာယူတယ်ကျက်ဖလေးကတော့နောက်မှာနေရာယူပြီးစာပြေးကြတယ်သူတို့ရဲ့အပြေးပြိုင်ပွဲကိုချမ်မာရှိတဲ့ကြက်မက်တွေကလည်းကတော့အတန်တွေစူညံနေအောင်အားပေးကြတယ်။ကျက်ဖကြီးကရှေ့ကဥဆောင်ပြေးပြီးကျက်ဖလေးကနောက်ကလိုက်တယ်။ကျက်ဖကြီးကခေါင်းကိုရှေ့ကိုအစွမ်းကုန်ဆန့်ပြီးပြေးတယ်။ကျက်ဖလေးကလည်းအားကြမခံခေါင်းကိုဆန့်ထုတ်ပြီးကျက်ဖကြီးနောက်ကအမြင်လိုက်လာတယ်။ကျက်ဖကြီးကကတော့အတန်အကျယ်ကြီးနဲ့အော်ပြေးပြီးကျက်ဖပြိုကလည်းမန်ဖြီပြီးနောက်ကတကောက်လိုက်လာတယ်။အဲ့ဒီလိုဖြစ်နေတော့မှတင်လေသမားကြီးရဲ့လောက်စလုံးဟာကျက်ဖာလီရဲ့ခေါင်းတက်တဲ့ကိုထိပြီးကျက်ဖာလီဟာနေရာမှာတင်သေးသွားရှာတယ်။သေးသွားတဲ့ကျက်ဖာလီကိုလာပြီးကောက်ယူရင်းလေသမားကြီးကစိတ်ပြက်လက်ပြက်နဲ့ဒီလိုပြောလိုက်တယ် ချီးပဲကွာအထီးချင်းချင်းလိုက်နေတဲ့စောက်ချုပ်ချက်တွေပြောရမိတာဒီတကောင်လက်ဆို6ကောင်ရှိဒီနေ့ညနေလဲကြက်သားနဲ့စားရတော့မှာပဲ ဒီလိုပညာပေးပုံပြင်တွေကိုသဘောကျတယ်ဆို Mind Bloom Channel ကို Subscribe လုပ်ထားပါနော်။ကောင်းမွန်တဲ့နေ့လေးဖြစ်ပါစေ။